ကိုဝင်ရတော့တာမလို့နေရာတစ်ခုမှာခဏနားနေတဲ့ချစ်သူနှစ်ဦးဟောင်းနေတဲ့နေရာဖြစ်တာမလို့နားနေကြရင်မိเจ้าမှရှိနေတော့သိလိုက်ရတဲ့အခါနီးမျိုးစုံစူးစမ်းပြီးနောက်မှာတော့လွတ်မြောက်သွားခဲ့ပါတော့တယ်မူဆာဆိုတဲ့အမျိုးသား YouTube မှာတချင်းဆိုဗီဒီယိုတင်ပြီးပတ်ဆက်ရှာနေတဲ့လူပါအားပေးတဲ့လူနေပေမဲ့စူးစမ်းနေတဲ့လူပေါ့တရက်မှာသူတချင်း rap ဆိုနေတော့အင်ကြီးတဲ့အိမ်နာရောက်သွားတာမလို့ကင်မရာဖြည့်ဆည်းခံလိုက်ရပါတယ်အဲ့ဒီအိမ်မှာရှင်ကစာလာလို့ခေါ်ပြီး follower တန်းနေချီတဲ့ကောင်မလေးပေါ့မူဆာလည်းမြင်ပြီးအဲ့ဒီကောင်မလေးသဘောကျသွားပါတယ်အဲ့ဒါနဲ့အကောက်ပြပြခဲ့တာပေါ့စာလာလည်းရှာခဲ့ပေမဲ့ပေါ်တော်နဲ့ဆိုတော့အသေးပါပေးခဲ့ပါတယ်နောက် radio တဲ့ပြိုင်ပွဲမှာစာလာအမှရှိနေခဲ့တာပါမူဆာဆိုဖို့လုပ်ပေမဲ့အစအကြောက်နေခဲ့တာပေါ့ဒါပေမဲ့သူတဘောကျနေတဲ့စာလာကိုမြင်ပြီးတတိရှိလာကအားပါဆိုပြလိုက်လို့လူတိုင်းကျသွားခဲ့ပါတယ်ဆာလာအင်ပြန်တဲ့အချိန်သူခဲကအဲ့လိုလူမျိုးတော့မတက်လို့ပြောပေမဲ့သူတော့နားမထောင်ခဲ့ပါဘူးသူတို့ကားနေသွားနေတော့မူဆာဆိုင်ကနဲ့လက်လာပြီးစကားပြောကဒီညတကြမလားမေးပါတယ်အော်ဆရာကောင်းတာဆာလာတကယ်ပဲလက်ခံလိုက်တာပါအဲ့ဒါကသူတို့ကရင်းနှီးတော့ကြပါတယ်မူဆာလာတွေအပြင်နေချတော့တယ်အတူတူဗီဒီယိုရိုက်တာတွေလုပ်တဲ့အထိပေါ့နောက်ဆုံးချစ်သူတွေဖြစ်သွားပြီးမိဘအိမ်တော့မဆက်ခဲ့ပါတယ်ဒါပေမဲ့မူဆာဆာလာမိဘကြောင့်မေးတဲ့အချိန်မှာတော့ကားစီးကြောင့်ဆုံးသွားတာလို့ပဲပြောလိုက်တာပေါ့နောက်တော့ရင်းနှီးလိုက်ကြရင်ဆာလာဗကြီးသွားပါတယ်ဒါကိုသူ့မှလည်းခဲကဖက်ချက်စီခြင်းကြတာပါဒါပေမဲ့သူကတော့ရောက်မုံမယ်ဆိုတော့မူဆာနဲ့လိုက်သွားခဲ့ပါတယ်ပြီးတော့တနေရာတော့ဖို့လုပ်ခဲ့တာပေါ့ဆာလာခဲကလည်းဂူပြီးမယ်သူ့ပြန်ခေါ်ပြီးလို့ပြောပေမဲ့မူဆာခွင့်ပြုခဲ့ပါဘူးအဲ့ချိန်မှာဒရိုက်ဘာမင်းအောင်မြင်ခြင်းနဲ့ကိုတက်လုတ်ခြင်းနဲ့ဒါပေမဲ့ကလေးတစ်ဖက်နဲ့ရမထင်နေတာပတ်သက်တွေလိုအပ်လာလိမ့်မယ်ဗညာပြောလိုက်တော့မူဆာအတွေးလွန်သွားတာပါနောက်မူဆာနဲ့ဆာလာတို့ကမြို့တပြပြောတော့ကြပါတယ်ဒါပေမဲ့လမ်းမှာဆိုင်ငယ်ပြက်လို့တက်ခုကမခဏတဲနေခဲ့တာပေါ့ဆာလာအေးကျဲနေကြတာမလို့ရေကန်နဲ့မဲ့ကြက်တက်နေခဲ့ရတာပါမူဆာကတော့စောစေးရမှာပြီးခဲ့ပြီးဆိုင်ငယ်သွားပြင်ခဲ့တာပေါ့အဲ့နောက်မှာကျမဖေရတွေဖြစ်လာပါတော့တယ်အတေးခန့်လူကရေသွားပြင်နေတဲ့အချိန်မိကြောက်စားခံလိုက်ရတာပါအဆဆလာဘူးတဲ့လူကလည်းပုတ်ပြီးပြောင်းမလို့လုပ်ပေမဲ့မိကြောက်လာတာမျိုးဆက်မြန်နှုတ်ခဲ့ပါတယ်။ပထမချီတော့ကတ်မိတော့အားလို့အော်တဲ့ချိန်ခေါင်းဖြန့်နေကြိုက်ကဆွဲခေါ်သွားပါတယ်။စာရတော့မတိပေရေကန်နဲ့နေနေတဲ့အချိန်မျက်နှာပေါ်ရေစက်တွေကျလာလို့နှုတ်လာခဲ့ပါတယ်။နှုတ်လာတဲ့အချိန်မှာတော့ရေကန်အောက်ချီရောက်နေခဲ့ပြီးအပေါ်မတတ်နိုင်တော့ပါဘူး။အဲကြောင့်ဖိုးဆက်မယ်ဆိုပြီးနေချက်ကိုကျိုးနေချီဖုံးကိုရောက်ယူခဲ့ပါတယ်။အဲ့ဒါနဲ့ဆက်ခဲ့တာပေါ့။မူဆာလည်းပြန်လာနေခဲ့တာပါ။ဒါပေမဲ့ဆက်နေတဲ့အချိန်အပေါ်ထန်ကုန်ကျလာလို့မီလဲသွားတာပါ။မူဆာရောက်လာချိန်မှာတော့ဆာလာပုံမြင်ပြီးကေဘိုလုတ်ခဲ့ပါတယ်။တေကားကလည်းတော့ခါတော့လို့မရဖြစ်နေခဲ့တာပေါ့။အဲ့ဒါနဲ့လေကာတူတူရနေရေပုတ်နှုတ်ခဲ့ပြီးမဲ့ကိုရမြစ်ချက်ပြီးလက်ကျိုးသွားပါတယ်။ကန်ကောနာဆာလာလည်းနိုးလာပြီးလက်ကိုပြန်နေပေးခဲ့လို့ပေါ့။နောက်မူဆာရေရောက်သွားတဲ့နေရာဝက်ဥတွေဖြုတ်အောက်ထက်စစ်ကြည့်မယ်ဘာမှမတူလို့ပြန်လာခဲ့တာပါ။အဲ့ချိန်မှာမိချောင်းထွက်လာလို့သူတို့တိတိလေးနေခဲ့ရတာပဲဒါပေမဲ့ဘိုက်ကစာတိမခန္ဓာတော့ဆာလာခွေကိုမွေးခံတာပေါ့ချပေးလိုက်မဲ့မိချောင်းတော့ရသွားတာမလို့ဖြည့်စည်းခံလိုက်ရပါတယ်နောက်သူတို့အငန့်ငယ်နေခဲ့ရတာပေါ့အဲ့ဒါနဲ့တိမခန္ဓာလို့မူဆာဆာလာကိုပခုံးပေါ်တင်ပြီးမီလုံးကိုခွဲခဲ့တာအပေါ်တက်ပြေးခိုင်းပါတယ်ဒါပေမဲ့မိချောင်းလာတာမလို့ထားခဲ့ပြီးပြေးလိုက်ရတာပေါ့ဆာလာတန်းတန်းကြံခဲ့ရပါတယ်နောက်မူဆာဒုံးနဲ့ချင်းကြောက်ခုံနဲ့တွန်းခဲ့ရမှာမြောင်းနဲ့ပြင်ဝင်သွားတာပေါ့အဲ့ချိန်မှာဆာလာလည်းပြုတ်ကျလာတာပါနောက်ရေပေါက်ဝါကိုအတူတူပစ်လိုက်ကြပါတယ်မွေးရလာတဲ့အချိန်မှာတော့နောက်မိချောင်းတကောင်ခိုးစားဖို့လုပ်နေတာပါဆာလာကေဘလုတ်ခဲ့ပြီးမဲ့မိချောင်းရအောင်စားသွားခဲ့တာပေါ့နောက်တော့မိချောင်းရေကန်နဲ့ခုံချသွားပါတယ်မူဆာဆာလာကိုရေကန်အောက်ခြေကအပေါက်ကနေထွက်ပြေးခိုင်းတာပါဆာလာလည်းအမြင်တော့ကတနေရာမှာဓမြူတူပြီးလာနိုင်ခဲ့ပါတယ်အဲ့ချိန်ရဲတယောက်ကမူဆာကိုတူပြီးကားနဲ့ကြီးကြီးကသူကိုယ်နဲ့ဆင်းခဲ့ဖို့လုပ်ခဲ့ပေမဲ့မိချောင်းဆာလာခံလိုက်ရပါတယ်မိချောင်းကျိုးပါဆွမိသွားတာမလို့ကားရဲ့ရောက်လာခဲ့တာပေါ့ဆာလာကတော့မူဆာနဲ့ပြောင်းလာခဲ့ပါပြီနောက်ကားထဲကိုသူတို့ကဝင်နောက်ကနေထွက်ဖို့လုပ်ဆာလာအရင်လုပ်ပြီးမူဆာလိုက်လာခဲ့တာပါဒါပေမဲ့မိချောင်းလိုက်လာတာမလို့မူဆာကားထဲတနက်နဲ့ပြစ်ခိုင်းလိုက်တာပေါ့ဆာလာလည်းပြစ်လိုက်ရပါတယ်နောက်တော့ကပောက်တော်ဆာလာလည်းမူဆာနဲ့တူရဲပေါက်ကနေထွက်ပြေးခဲ့ပါတယ်ကြောင့်နောက်တစ်ကောင်လိုက်လာတာမလို့ပြေးခဲ့ပေမဲ့မူဆာခြေထောက်နဲ့ညှိနေခဲ့တာပေါ့ဆာလာသူ့မိဘတွေမဖြစ်ချင်တော့လို့ရအောင်ကဲပြီးနောက်မှာအမြင်ခဲ့ပါတယ်နောက်ပိုင်းမှာတော့သူတို့လည်းပြေးပြေးရှင်နေသားတော့ကဇလန်လေးလည်းပြီးဆုံးသွားပါတော့တယ်